ကဲဒါကျွန်တော်သမီးကဒါထိုင်းမှာမွေးတာပဲနော်ဟိုကျွန်တော်တို့မြန်မာပြည်သားတွေထိုင်းမှာကလေးမွေးတာပဲဖြစ်ဖြစ်စေးရုံစေးကန်းသွားတာပတ်စံမကုန်ဘူးဆိုတော့ကျွန်တော်တို့ဘယ်သူကလက်ရှင်းပေးလဲဆိုတာဒီမှာကျွန်တော်လက်ပြပေးတာနော်ကျွန်တော်ပိုင်စလစ်တွေပါကြခါတဲ့ရှင်းထားတဲ့ငွေချေစာရွက်တွေပါပြပေးမယ်ကျွန်တော်တို့မြန်မာပြည်သားတွေစေးရုံစေးကန်းသွားတာနော်ပကံဆန်ခွန်ရှိတယ်နေမကောင်းစားမကောင်းဖြစ်လို့မိန်းကလေးတွေပြောတတ်တာမဟုတ်သေးဘူးနော်ယောက်ျားလေးတွေ10နှစ်15နှစ်နှစ်20သွင်းထားတဲ့သူတွေပကံဆန်ခွန်နဲ့စေးရုံစေးကန်းသွားရင်ပါတာစီတမော့ကလွယ်လို့ကျွန်တော်တို့မှာဘာမှမရဘူးเนาะဒါကိုကျွန်တော်တို့တွေ15ရက်တဝက်ဆို200ကျော်200ကျော်တစ်လောက်ကိုဆိုရင်900ကျော်ပုံမှန်ဖြတ်ခံထိတယ်เนาะပြီးတော့မိန်းကလေးတွေခလေးထိုင်းနိုင်ငံမှာခလေးမွေးတာပတ်စံမကုန်ဘူးဆိုတော့ဒီမှာလက်ပြပေးတာကျွန်တော်သမီးဆိုတာ6လနဲ့15ရက်မွေးတာเนาะ6လနဲ့15ရက်မအေကရေမွာပေါက်ပြီးစေးုံတက်ကြတာတစ်လဒါပေမဲ့ပကံဆန်ခွန်ရှိတဲ့အတွက်ကြောင့်ကျွန်တော်စေးုံတက်တာတစ်လခါကတော့ပကံဆန်ခွန်နဲ့ရှင်းတဲ့အတွက်ကြောင့်အဲ့ဒါတော့မကုန်ပါဘူးသမီးမွေးလိုက်တာတော့6လနဲ့15ရက်မွေးလိုက်တော့တေးသေးလေး1ကီလိုနဲ့2ခစ်ဆိုတော့ဆော့တယ်1ကီလိုနဲ့2ခစ်ဆိုတော့ပေါင်းဦးထဲမှာပြန်နေရတာ4လအဲ့ဒါအားလုံးပေါင်းကုန်ကြစရိတ်က8သိန်းကျော်ကြတယ်သူကနော်ကျွန်တော်ပိုင်စလစ်နဲ့တစ်ခါတည်းထုတ်ပြပေးမယ်ဒါဆိုရင်ဒါ8သိန်းတဲ့နော်ဘတ်ငွေ8သိန်းနော်မြန်မာငွေနဲ့ဆိုရင်3,000နီးပါပဲဒါပတ်သက်မကုန်ဘူးလို့ကျွန်တော်မြန်မာပြည်သားတွေကိုပြောနေလို့ပါဒါကျွန်တော်လက်တွေ့ပြချိန်မယ်လို့ချိန်မယ်เสียตังค์เท่าไหร่บอกดิอยู่โรงพยาบาลกี่วัน4 เดือนค่ะ4 เดือนเสียออกมา4 ลาကြာတယ်နော်မွေးပြီးတာနဲ့4 လကြာတယ်သူ့ကိုစေးရုံမှာကြီးပဲပတ်သက်ရှင်းရတာ8 သိန်းကျော်ဒါလေးပါသမီးမိန်းကလေးပါတဝဲသူလေးပါအားလုံးဘိုင်